လာပါမနေ့ကလေထူးထူးဆန်းဆန်းကိစ္စလေးပြောကြလို့နော်ကျွန်တော်မိတ်ဆွေရဲ့တာလီရစေကန်းနာနေပြီးတော့ကျွန်တော်ရွှေဝန်တိုင်းမှာရှိတဲ့အောင်တမာတိရွှေဆိုင်ဘေးမှာသူတို့အိမ်ငှားနေတော့လေအိမ်ကိုပြန်လမ်းလျှောက်ပြန်လာအဲ့ဒီမှာရဲရောင်ဆောင်ထားတဲ့လူတွေပေါ့နော်ကားအဖြူလည်းလာတယ်ပြောတယ်ဝဝတယောက်အရက်ရှိရှိနဲ့တယောက်ပါတယ်ပြောတယ်စစ်ဆရာကြီးရဲ့ပါညာဆိုပြီးတော့ကလေးကိုအတင်းဆွဲခေါ်ပြီးတော့ကားပေါ်တင်သွားတယ်ကလေးမပါတဲ့ဖုန်းကိုယူထားတဲ့ KB အကောင့်နဲ့ပတ်သက်တွေကိုထုတ်သွားတယ်ပြီးတော့ကလေးကိုဖမ်းဆီးပဲချင်းချောက်ပြီးတော့တော်သေးတယ်ဟိုမင်းရုံပြန်ကျင်လာပါညာနဲ့တယောက်ကမြည်ပြီးတော့လေလန်းနာမှာရှိတဲ့မိုးရင်းကျောင်းတိုင်းမှာကားနဲ့ရက်ပြီးသွားတယ်ကလေးကတော့ပြန်လွတ်လာတယ်ပေါ့နော်အဲ့ဒါမနေ့ကညဖြစ်တာလွန်ခဲ့တဲ့တစ်နှစ်ကလည်းကျွန်တော်မိတ်ဆွေတယောက်ကပျောက်သွားတယ်တိမ်ကြီးစိမ်းမှာဈေးရောက်ရင်းနဲ့ကျွန်တော်တို့လည်းသူ့ကိုမိမယူရတယ်ဘာအဲ့လိုထင်တာပဲဟုတ်မလဲသူကချားဖောင်မှာရှစ်လာအလုပ်လုပ်လိုက်ရတယ်နော်ဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်သွားသတိလာသတိစားသတိတို့ထားပြီးပါနိုင်ငံတော်ကတော့လူမျိုးရိုးတာဝန်ယူပေးနေပြီမဲ့လူအများကြီးဆိုတော့လည်းမနိုင်ဘူးလေအဲ့တော့ကျွန်တော်တို့ကလေကိုယ့်ရဲ့အသိစိတ်နဲ့အဲ့ဒါလေးကိုတာဝန်ယူပေးပါကိုယ့်ရှိမှဒီလိုမျိုးဖြစ်စဉ်တွေဖြစ်ရင်ငါနဲ့မဆိုင်ဘူးဆိုပြီးတော့မနေဘဲနဲ့ဝိုင်းဝန်းကူညီပေးပါနော်ကျွန်တော်လည်းမေတ္တာရက်ခံပါတယ်နော်အဲ့လိုမျိုးမိတ်ဆွေကိုရှိမှမတရားတာဖြစ်နေတယ်အဲ့ဒါလေးကိုကူညီပြီးတော့ဆောက်ရှောက်ပေးပါနော်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံရဲ့အခြေခံပညာရေးလောကမှာမကြုံစဘူးထိတ်လန့်စရာလွဲမားတစ်ခုအကြီးကျယ်ပေါ်ပေါက်နေပါတယ်။အစိုးရကျောင်းတွေမှာနာမည်ပဲစီးရင်သွင်းပြီးကျောင်းလုံးဝမတက်ဖဲနဲ့ပုဂ္ဂလိကကျောင်းတွေစီကိုတိတိကျရွှေ့ပြောင်းနေကြတဲ့လျှို့ဝှက်ချက်တွေပေါက်ကြားလာပါပြီ။မေလ23ရက်နေ့မှာပညာရေးအတိုင်းဝန်းကနေတရားဝင်ထုတ်ပေါ်လာတဲ့သတင်းတွေအရအစိုးရကျောင်းတွေမှာကျောင်းခေါ်ချိန်ကိုအလွတ်တန်းရယူပြီးတော့ကျောင်းသားအများများဟာဆိုရင်နိုင်ငံတကာကျောင်းတွေနဲ့တရားမဝင်ကျူရှင်တွေစီကိုတွားရောက်တက်ရောက်နေတာကိုအတည်ပြုလိုက်ပါတယ်အစိုးရက KG ကနေ grade 12အထိသင်ရိုးသင်ဖတ်ဆောင်အဟောင်းတွေကိုလက်ဆင့်ကမ်းပေးသုံးနေတဲ့စနစ်ကိုပြောင်းသုံးနေတာအခုဆိုရင်3နှစ်ရှိပါပြီကျောင်းသူကျောင်းသားတွေဟာဆိုရင်လည်းစနစ်စိုးကြီးကိုအကြောင်းပြပြီးတော့အင်းလို့စာမကြိုးစားကြတော့ပါဘူးအချို့ကျောင်းသားတွေဆိုရင်စနစ်စိုးကြီးကိုအခွင့်ကောင်းယူပြီးတော့ကျောင်းမတက်တော့ပဲအမိခံထားသူတွေရန်ကုန်နေပြည်တော်နဲ့မန္တလေးလိုမျိုးကြီးတွေမှာပေါ်ပေါ်ထင်ထင်ရှိနေကြပါတယ်ဒါဟာအစိုးရကျောင်းကဆရာဆရာမအချို့ကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးတော့ကျောင်းမှာစာမတင်ပဲငါတို့ချင်းလာတက်ရင်အောင်ပေးမယ်ဆိုတဲ့စီးပွားရှာခွက်တွေဖြစ်နေတယ်လို့သတင်းကဆိုထားပါတယ်ခင်ဗျာဒီဖြစ်ရဟာရိုးရိုးရှင်းရှင်းကြောင်ပြောင်းတာမဟုတ်ပါဘူးတန်းပြည်ရဲ့ပညာစနစ်တစ်ခုလုံးကိုအောက်ခြေကနေပြည့်စည်အောင်ဖျက်ဆီးနေတဲ့စီကြီးနိုင်ငံရေးဘီယာမြောက်အန်ဒီရတစ်ခုပဲဖြစ်ပါတယ်မိဘတွေအနေနဲ့ကုန်စည်နှုန်းတန်းကြောင့်အခက်အခဲဖြစ်နေချိန်မှာအခြေခံလူတန်းစားနဲ့ငွေကြေးတန်းသူတွေကြားပညာရေးကွာချက်သမုတ်တရားဝမ်းချသလိုကြီးမားသွားစေပါတယ်ခင်ဗျာဒါဒီမကသေးပဲတရားမဝင်ဖွင့်လှစ်ထားတဲ့ကျူရှင်တွေနဲ့ပုဂ္ဂလိကကဏ္ဍတွေဟာနိုင်ငံတော်ရဲ့ပညာရေးမူဝါဒကိုပေါ်ပေါ်ထင်ထင်စင်ခေါ်နေတာဖြစ်ပြီးတော့ရေရှည်မှာတိုင်းပြည်အတွက်အရေးသေးမရှိတဲ့လူသားအရင်းမြစ်တွေပဲထွက်ပေါ်လာဖို့လမ်းစာခင်းမိလိုက်တယ်လို့ဖြစ်နေပါတယ်။တာဆိုင်ရဝန်ကြီးဌာနအနေနဲ့ဒါကိုအရေးတကြီးကြက်မှတ်အရေးမယူနိုင်ရင်အနာဂတ်ပညာရေးစနစ်တစ်ခုလုံးပြိုလဲသွားနိုင်တဲ့အထိစိုးရိမ်စရာတွေရှိနေပါတယ်။ကျောင်းမတက်ဖြစ်နဲ့အမိခံပြီးတခြားမှာစာသင်နေကြတဲ့ဒီလိုစနစ်စိုးကြီးကိုအစိုးရအနေနဲ့ထိထိရောက်ရောက်နှိမ်နှင်းအရေးယူသင့်ပြီလား။မဲဆွေရဲ့အမြင်ကိုအောက်ကကွန်မန့်မှာအကြံပြုဆွေးနွေးပေးကြပါဦးခင်ဗျာ။